အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ day 2အနေနဲ့ cassette cable တွေဆွဲတဲ့လုပ်ငန်းတွေလှုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်ဒီ hotel မှာတော့အခန်းတိုင်းမှာ smart TV တွေတက်ဆင်ပေးရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ smart TV တွေမှာ Wi-Fi စနစ်အသုံးပြုနိုင်အောင်မလို့ကျွန်တော်တို့က cassette cable တွေကိုတစ်ခန်းတစ်ကြိုးစီဆွဲပေးရပါတယ်ဒါကြောင့်မလို့လဲပုံမပြီးတော့မြန်ဆန်ပြီးတော့ stable ဖြစ်တဲ့ internet connection တွေရရှိနိုင်မှာပဲဖြစ်ပါတယ်အခန်းတွေများတဲ့ပြင်ဆွဲပေးထားတဲ့ကြိုးရည်အတွက်လည်းများတာမို့လို့ဆွဲထားတဲ့ကြိုးမှန်များကိုကျွန်တော်တို့ label လေးလည်းတက်ထားပေးပါတယ်ကျွန်တော်တို့ Infolink Solution မှာ CCTV နဲ့ IT service တွေရရှိနိုင်မှာဖြစ်ပြီးအသေးစိတ်သိရှိလိုပါကဖုန်းနံပါတ် 42833629ကိုဆက်သွယ်မြင်နိုင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်